သမီးကတော့လိမ္မာပါတယ် ဘာလို့လဲ ငါးနှစ်ရှိပြီယောက်ျားမယူသေးဘူး ဘယ်ကလေးကယူနေလို့တော့ အားနိကငယ်သေးတယ်လေ ဟလား ယူဘူး မသိဘူးလိမ္မာတယ်မှန်တာ ဟေးနေပါမလား သားကတော့ကြောက်ရတယ်နော် ဘာလို့လဲ အဲ့ကောင်ရှာမမှဲ့ပါတယ် ဟေး အဲ့ကောင်နာမည်ခေါ်တဲ့လူကတော့တန်းသေးပဲ ဟာဟုတ်လား ဟိုတနေ့ကသူ့အဖိုးတော်တဲ့ကနေပေးသိငုံပုတ်ပြီးပြန်ချလာတာအေးရောက်တော့နွားတွေဖြုတ်လက်တောက်ကလေးထောက်တုံးရှိသေးရဲ့ကလေးကပြေးပြီးတော့ဖူးဖူးလို့ခေါ်လိုက်တာလက်တောက်ထောက်နေနေဟာ အမေတို့ တည်သွားတာ လိုက်တာအေး ရှာမမှဲ့ပါတယ်အဲ့ကောင်ရှာသိပြင်းနေ သတိထားဗျာ သူနာမည်ခေါ်တဲ့လူကတော့တန်းသေးပဲ အေးဗျာ ဟိုတနေ့ကသူ့အဖွာလဲစလိတ်တော်ရင်းနဲ့ကလေးပကတ်လွှဲတာ ဟုတ်လား ပကတ်လွှဲတော့ရှိသေးရဲ့ကလေးကပကတ်ထဲကနေငုတ်တုတ်ထိုင်ပြီးတော့ဖွာဖွာလို့ခေါ်လိုက်တာစလိတ်တော်နေနေဟာ အမေတို့ တည်သွားတာ အာဆွမ်းတာမရတာဆို ဒီကလေးတနေ့ငါနာမည်လဲခေါ်ပါပဲ အေးမိသတိထားဗျာဒါဆိုတော့အေး ငါနာမည်ခေါ်ရင်ငါလည်းတည်တော့မှာပဲဆိုပြီးဒီမှာကြောက်လို့ဆိုပြီးကလေးမမြင်အောင်ပကတ်အောက်ကနေလွှဲတာ ဟုတ်လား ပေါ်တင်